ချစ်သူစံအိမ်ဆိုတာတကယ်ရှိမှန်ဒီအိမ်လေးရောက်မှကျွန်တော်ယုံကြည်မိပါတော့တယ်ခင်ဗျာကိုယ်တိုင်စိုက်ပျိုးထားတဲ့လိမ္မော်ကင်းကြီးရဲ့ရှုမဆုံးတဲ့ပင်လယ်ပြင်ကြီးနဲ့လာသာဆောင်လေးရဲ့အချစ်မြတ်တာတွေနဲ့ကိုယ်တိုင်ထုံမွန်းထားတဲ့ဒီအုတ်ခွက်ပကြီးကားကြီးရဲ့ကိုကျွန်တော်ဒီနေ့ထိမေးလို့မရနိုင်သေးပါဘူးခင်ဗျာဒီအိမ်လေးကတော့ကျွန်တော်ကြည်ကျူရောက်နေတော့နှွေထွေးပြုံငါမှုအပြည့်နဲ့ကြိုးဆိုခဲ့ကြတဲ့အန်တီနဲ့ဦးရဲ့ချစ်သူစံအိမ်လေးပါခင်ဗျာသူတို့ဝါသနာပါတဲ့အနုပညာစိုက်ပျိုးရေးနဲ့ကြွေတဲ့ပစ္စည်းလေးတွေလုပ်ရင်ငြိမ်းချမ်းစွာပျော်ရွှင်စွာဖြတ်သန်းနေတဲ့နေရာလေးတွေကဘလို့တန်မိုးဖြတ်လို့ရနိုင်ပါမလဲခင်ဗျာကျွန်တော်အတွက်ကြည်ကျူဒေတာစာစစ်ညစာလေးကိုလည်းကိုယ်တိုင်ကိုကြချက်ပြုတ်ကျွေးမွေးကြပါသေးတယ်အိမ်ပြန်လက်ဆောင်လေးနဲ့အတူတာယာလာတဲ့ကြည်ကျူလာပြည့်ညလေးကိုကြည်ရင်အတွေးတွေအပြည့်နဲ့ကျွန်တော်ဟိုတယ်ဘက်ကိုပြန်ခဲ့ရတဲ့နေ့လေးတစ်ရက်ဖြစ်ပါတယ်ခင်ဗျာတသက်တာမိမိရတဲ့တရက်တာချစ်သူဆိုင်လေးပါခင်ဗျာ